မင်္ဂလာပါခင်ဗျာမိုက်ကယ်ကြောပါ MKKP မှာအလုပ်အပ်ရင်ဒီချက်လေးတွေယူဆိုင်ပေးဖို့ကျွန်တော်မေတ္တာရက်ခံပါတယ်ခင်ဗျာနံပါတ်1အတန်ဖိုင်နေနဲ့ပို့လာရင်ကျွန်တော်တို့ MKKP ကဖွင့်မကြည့်ပြတာများပါတယ်ခင်ဗျာ။ဘာကြောင့်လဲဆိုတော့ဒီအတန်ဖိုင်နေနဲ့ပို့လာတဲ့ခါကျရင်ဒီကျွန်တော်တို့ passport လုပ်ငန်းစဉ်ဆိုတာကျွန်တော်တို့ data မဖြစ်မနေခြံရတယ်။ customer ကဘာလုပ်ချင်တာလဲ၊ဘာဖြစ်ချင်တာလဲ၊ဘာလုပ်အပ်ချင်တာလဲပေါ့နော်။အဲ့တော့တစ်ခါတည်းနဲ့လည်းတန်းဖြည့်ရှင်းလို့မရတဲ့ကိစ္စရှိတယ်။တစ်ခါကျရင်ကျွန်တော်တို့က customer စာပို့လာတယ်ကျွန်တော်တို့ကမှတ်ထားတယ်မှတ်ထားပြီးတော့မှသူ့အဆင့်နဲ့သူပေါ့နော်တယောက်ကမှတ်ထားတယ်နောက်တစ်ယောက်ကဖြည့်ရှင်းတဲ့လူကဖြည့်ရှင်းပြီးတဲ့စာပြန်တာတို့ပါတော့ပေါ့နော်အဲ့လိုမျိုးအဆင့်ဆင့်သွားရတယ်အဲ့ခါမျိုးကျရင်ဒီအတန်ဖိုင်နေနဲ့ပို့လာတဲ့ခါကျတော့ကျွန်တော်တို့ကဖြည့်ရှင်းပေးရမယ့်လုပ်ကိစ္စတွေကျွန်တော်ပြန်စစ်တဲ့ခါကျရင်ဒီ customer ကမလုပ်ချင်တာလဲသူတို့တိတိကျကျနဲ့စာနဲ့ရေးထားပေးတဲ့ခါကျရင် data ချက်လက်တွေကျွန်တော်တို့ကအမှားယွင်းဖြစ်အောင်ရှင်းပြီးလို့ရတယ်အတန်ဖိုင်နေနဲ့ဆိုရင်ကျွန်တော်တို့ကဒီအလုပ်ကိုပြန်ပြီးတော့ဝင်တဲ့ခါကျရင်အစအဆုံးပြန်ပြီးတော့နားထောင်နေရတယ်ဟိုအပေါ်ဘက်မှာပေါ့နော်အဲ့လိုမျိုးဥပမာအခုကြောင်းလာထုံးမယ်ဆိုရင်ထုံးမဲ့လူကိုနာမည်ရေးထားပေးတယ်ပတ်စပို့မျက်နှာပို့ထားပေးတယ်ဆိုအဆင်ပြေတယ်အတန်နဲ့ပို့ထားတယ်ဆိုရင်ကျွန်တော်တို့ကလူမှားပြီးတော့ထုတ်လိုက်မိမှဒီ Facebook account ထဲမှာပဲသူကအလုပ်၄၅ရောက်အပ်ထားတယ်ဆိုရင်ကျွန်တော်တို့ကမှားပြီးထုတ်လိုက်မိတာတို့ပါတော့အဲ့ဒီလိုမျိုးပြဿနာတွေကအရင်ကလည်းဖြစ်ခဲ့ဘူးတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ဒီ MKKP ပေးမှာဆိုရင်အတန်ဖိုင်နေဖြစ်နိုင်ရင်အတက်နိုင်ဆုံးမပို့လာပါနဲ့ခင်ဗျာကျွန်တော်တို့ကိုအချိန်မအားဘူးဆိုရင်တော့မှကိုယ့်ရဲ့ passport ကိစ္စပဲပေါ့နော်ကိုအချိန်ပေးပြီးတော့10မိနစ်2မိနစ်လောက်ဘာဖြစ်ချင်တာလဲကိုဘာလုပ်ချင်တာလဲကျွန်တော်တို့ဘာလုပ်အပ်ချင်တာလဲအဲ့ဒါလေးကိုတည်တည်ချာချာလေးရေးလာပြီးနှစ်ဖက်လုံးအတွက်အဆင်ပြေတယ်ခင်ဗျအရေးကြီးဆုံးနောက်တစ်ခုထပ်ပြောပေးမယ်ခင်ဗျအလုပ်ကိစ္စတစ်ခုကို passport နာမည်တစ်ခုပေါ့နော်အဲ့ဒါကို Facebook account 2ခု3ခုကနေလာပြောတာကျွန်တော်တို့အတွက်လုံးဝအဆင်မပြေဘူးခင်ဗျတချို့ဆိုရင်ကိုဘကျော် Facebook account ကနေပြီးတော့ကျွန်တော်တို့ကိုအလုပ်အပ်ထားတယ်ပြီးတော့ဒီ account မှာပဲ data ချက်လက်တွေအားလုံးပို့ထားတယ်ငွေလွှဲတဲ့အချိန်ကျရင်မတင်များဆိုတဲ့ Facebook account ကနေပြီးတော့ငွေလွှဲဆက်လက်ကိုပို့လာအဲ့တော့ကျွန်တော်တို့ကအလုပ်ပြီးကြီးသွားတဲ့အခါကျရင် customer ကိုကျွန်တော်တို့ကပြီးကြီးသွားပြီဆိုတဲ့အကြောင်းကြားမယ်ပေါ့နော်အချက်လက်တွေပို့မယ်ဆိုတဲ့အခါကျရင်ကိုကျော်တို့ကစပြီးတော့ဒုက္ခရောက်တာပဲတောင်ပြင်မှာလွတ်လိုက်တဲ့ရွှေရင်းသားလေးလို့ကိုဘကျော်ရင်ဝင်ထဲဝယ်ပြေးရမလို့အမတ်တင်များရှိကိုပဲတွားရမလို့လူနဲ့စပြီးတော့ကျွန်တော်တို့ကတိုင်ပတ်တာအဲ့ဒါကျွန်တော်တို့ရှိမှာအများဆုံးအဖြစ်များတဲ့ပြဿနာပေါ့နော်ဒါနမူနာလေးပြောပြပေးတာနောက်တစ်ခုအရေးကြီးဆုံးအရေးကြီးတာတွေကတော့ဒီဥစ္စာတွေကကျွန်တော်တို့အတွက်အမှန်ကန်အရေးကြီးလို့ပေါ့နော်အဲ့ဒါလေးတွေက customer တွေကဂရုစိုက်ပေးရင်တော့ကျွန်တော်တို့အတွက်မနေဦးရှင်းပြေတယ်ဒါလည်းတကယ်ကိုအရေးကြီးတဲ့ကိစ္စနောက်တစ်ခုပေါ့နော် passport နံပါတ်3လောက်ကိုတငယ်ချင်း3ယောက်လောက်ကစုပြီးတော့တငယ်ချင်း1ယောက်ကိုအလုပ်အပ်ခိုင်းတယ်အလုပ်အပ်တဲ့ Facebook account တစ်ခုဒီ passport နံပါတ်3ခုကိုကျွန်တော်တို့ကဒီ Facebook account နဲ့တွဲပြီးတော့မှတ်တာကျွန်တော်တို့ကောင်းထဲမှာသိရဒီ3ယောက်ရဲ့လုပ်ငန်းစဉ်ပြီးကြည့်သွားရင်ဒီ Facebook account မှာကျွန်တော်တို့အကြောင်းကြားရအဲ့ဒီမှာနောက်ပိုင်းမှာဒီ3ယောက်ထဲက1ယောက်ကလာပြီးတော့တခြားအကောင့်နဲ့လာပြောရင်ကြတော့ကျွန်တော်တို့ကနည်းနည်းလေးအခက်တွေ့တယ်အဲ့တော့ကျွန်တော်တို့စီစဉ်လေးတစ်ခုလုပ်ပေးတာတဲ့ကိုတငယ်ချင်းတွေစုပြီးတော့အလုပ်အပ်တာပဲဖြစ်ဖြစ်ပွဲစား1ယောက်ကနေပြီးတော့အလုပ်အပ်ပြီးတာပဲဖြစ်ဖြစ်အဲ့တော့ဒီနောက်ပိုင်းမှာကိုကိစ္စကိုကိုယ်တိုင်ကျွန်တော်တို့ ਨੇ ဒါလိုက်လာပြောခြင်းနေဆိုရင်ကျွန်တော်တို့ဒီအချက်လေးတွေကျွန်တော်တို့လုပ်ပေးပါခင်ဗျနံပါတ်1 passport မျက်နှာကို market ကြော်ပေးကိုချက်ပေါက်ကနေပြီးတော့ပို့လာပြီးရင်ကိုစတင်ပြီးတော့ကျွန်တော်တို့အလုပ်အပ်ထားတဲ့ Facebook account နာမည်လေးကိုရေးလာခဲ့ပြီအဲ့ဒါဆိုကျွန်တော်တို့ကပြန်ရှာလွယ်ပြီးသွားရင်နောက်ပြီးတော့နောက်ထပ်စာလေးတစ်ချောင်းရေးလာခဲ့ဒီ passport နဲ့ပတ်သက်သောကိစ္စအားလုံးကိုဆက်ပြောမယ်ကို account နာမည်ပေါ့ ID ကိုလက်ရှိပြောမယ် account နာမည်လေးကိုရေးလာပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကငကို Facebook account ကိုကျွန်တော်တို့ချိန်လိုက်လို့လည်းရတယ်နောက်တစ်ခုကကျွန်တော်တို့ရှိမှအလုပ်လာစအပ်ထားတဲ့ Facebook account ပိုင်ရှင်ဖြစ်ဖြစ်ကျွန်တော်တို့ကသွားမေးပြီးတော့အတည်ပြုမယ်ဒီ passport ပိုင်ရှင်ကတော့သူကိုယ်တိုင်ပဲပြောတော့မယ်ခွင့်ပြုပါသလားဘာကြောင့်အဲ့လိုမျိုးလေးလည်းပြောလဲဆိုတော့လွန်ခဲ့တဲ့10နှစ်လောက်တောင်ဆိုလဲကျွန်တော်အကြီးကျယ်ပြဿနာတက်ဘူးလေကျွန်တော်ရှိမှပွဲစားလို့ပဲပြောမှာပေါ့နော်ပွဲစားတယောက်ကလူတွေစုပြီးတော့အလုပ်လာအပ်တယ်အလုပ်လာအပ်ပြီးသွားတဲ့ခါကျတော့သူကပတ်စံစိုက်ပေးထားတဲ့လူတွေလည်းရှိတယ်အဲ့ဒီမှာအဲ့ဒီလူတွေကတချို့လူတွေကကျွန်တော်တို့ဒါတိုင်းဆက်သွက်လာပြီးတော့ဟိုအချက်လက်တောင်းတယ်ဒီချက်လက်တောင်းတယ်ကျွန်တော်တို့ကတော့စစ်ချပြီးရင်ကိုမှရှိတဲ့ဟာဆိုကျွန်တော်တို့ကပေးလိုက်တာပဲအဲ့ဒီလိုမျိုးပေးလိုက်ပြီးတော့အဲ့ဒီပွဲစားကတိသွားတယ်ပေါ့နော်တိပြီးတော့ကျွန်တော်ခွင့်မပြုဘဲနဲ့ဘာလို့ data ချက်လက်တွေကိုပေးတာလဲခင်ဗျားတို့ကျွန်တော်တို့ကပတ်စံပေးပြီးတော့အပ်ထားတာအလုပ်လုပ်ရင်ကျွန်တော်နဲ့ပဲလုပ်အဲ့ဒီလိုမျိုးလဲကျွန်တော်တို့ကအပြောခတ်ရတယ်နောက်ထပ်ပြဿနာတစ်ခုကကြတော့ဒီပုံစံမျိုးပဲဘတ်လာတင်ထားတယ်ပွဲစားတွေကလာတင်ထားတယ်လာတင်ထားပြီးတော့အဲ့ဒီပွဲစားနဲ့ဒီ passport ပိုင်ရှင်တွေကအဆင်မပြေကြဘူး CI လုပ်တဲ့ခါကျတော့ data ချက်လက်တွေကလုံလာအောင်အဲ့တော့ဒီဘက်လက်တင်ထားတဲ့လူကသူကိုယ်တိုင်ကျွန်တော်တို့ရှိရနေလာတောင်းတဲ့ခါကျတော့ကျွန်တော်တို့ကငကိုလက်တင်ထားတဲ့လူကိုခွင့်တောင်းတယ်ဆရာရွက်တွေပုံပို့ပေးလိုက်မလားဘာဖြစ်လို့သူရှိလဲကျွန်တော်တို့ကပို့ပေးတာနောက်တစ်အကောင့်တစ်ခုပို့ပေးလိုက်မလားအဲ့ခါကျတော့သူကမပေးနဲ့လို့ပြောတယ်အဲ့ခါကျတော့ဟိုအကောင့်ကကျွန်တော်ကငွေအားလုံးချေပြီးမပေးဆိုတော့ပြဿနာတွေကဘာအောင်ဆုံးကျွန်တော်တို့ရှိမှလာတိုင်ပတ်နေအဲ့တော့ရိုးလေးပဲကျွန်တော်တို့ရှင်းလေးကျွန်တော်တို့အခုနောက်ပိုင်းလှုပ်ပေးဒီ Facebook account နေအပ်ထားတယ် okay ဒီ account မပြောချင်ဘူးဆိုနောက်ထပ်ဘယ် account ပြောချင်လဲကျွန်တော်တို့ account တစ်ခုကိုစိတ်ကြိုက်ရွေးပေးဒီ passport နာမည်တစ်ခုကိုကျွန်တော်တို့က account တစ်ခုကနေပဲပြောပေးမယ်ဒီ account မပြောချင်ဘူးဆိုစိတ်ကြိုက်နာမည်တစ်ခုရွေးပေးကျွန်တော်တို့အဲ့ဒီ account ကို Facebook နာမည်ချိန်ပေးလိုက်မယ်အဲ့ဒီ account နဲ့ဆက်ပြောမယ်ကျွန်
ကျွန်တော်တို့ဒီ passport နာမည်တစ်ခုဒီ Facebook ကောင်းလည်းပြောလိုက်ဟိုဘက်ကလည်းလာမေးလိုက်အဲ့ခါကျတော့ကျွန်တော်တို့မှာတအားနဲ့မှခေါင်းလေးကိုက်ရတဲ့အဆင်မပြေဘူးပေါ့နော်အဲ့ဒါကတစ်ခုနောက်ထပ်အရေးကြီးတဲ့နောက်တစ်ခုတကယ်လို့အလုပ်ကျွန်တော်တို့အလုပ်ဆက်ရတဲ့ Facebook account ကပြတ်သွားတယ်ပေါ့နော်ကိုတိုင်းရဲ့ account ပဲဝယ်စားနဲ့တင်လာတာလည်းမဟုတ်ကိုတိုင်းရဲ့ account ကပြတ်သွားတယ်ဆိုရင်ကျွန်တော်တို့ကိုယ့်ရဲ့ Facebook account အတက်ကနေပြီးတော့ passport မျက်နှာလေးကျွန်တော်တို့ပုံပို့လာပြီပြီးတော့ဒီကို့မှာမရှိတော့တဲ့စာရွက်စာတမ်းတွေပေါ့နော်ကျွန်တော်တို့ကငကို account ဟောင်းမှာတော့ပို့ထားပြီးသားပဲဒါပေမဲ့ account တက်မှာကိုကပြန်ပြီးတော့လိုချင်တယ်ဆိုရင် MKKP ကကျွန်တော်တို့လုပ်ပြီးသွားတဲ့အဆင့်တွေကကိုလိုချင်တဲ့စာရွက်စာတမ်းတွေရှိရင်ကျွန်တော်တို့တိတိကျကျလေးရေးပြီးဘာတွေလိုချင်တာလဲအဲ့လိုမျိုးလေးရေးလာပြီးကျွန်တော်တို့ကစစ်ပြီးတော့အားလုံးကျွန်တော်တို့ကပြန်ပို့ပေးလို့ရပါတယ်ခင်ဗျာအဲ့တော့အလုပ်သစ်အပ်ချင်တယ်ဆိုရင်လည်းကျွန်တော်တို့ဘာလုပ်အပ်ချင်တာလဲတိတိကျကျတစ်ခါတည်းရေးရပြီးရင်နှစ်ဖက်လုံးအတွက်အချိန်ကုန်တက်တာစေပါတယ်ဒီလောက်ဆိုရင် MKKP နဲ့ဒီ customer တွေအဟောင်းတွေရောအသစ်တွေရောပေါ့နော် customer အဟောင်းတွေကတော့ချိတ်ဆက်မိနေပြီ customer အသစ်တွေရော MKKP နဲ့အလုပ်စပြီးတော့အပ်တဲ့အချိန်တိုင်းအများကြီးအဆင်ပြေချုံးမွေသွားပါပြီကျေးဇူးတင်ပါတယ် Michael ကျော်ကျော်ပါခင်ဗျာ